ကျွန်တော်ဒီနေ့မှာတော့ခီးတွေဘာတွေတွားတဲ့အခါမျိုးမှာကိုတွားချင်တဲ့နေရာကိုဘယ်လမ်းကနေတွားရမယ်ဆိုတာလည်းမသိဘူးလမ်းပြောင်းနေတဲ့အခါမျိုးမှာကျွန်တော်တို့ကဒီခိုခဲမတ်ကိုအသုံးပြုမယ်ဆိုပြန်တော့လေအင်တာနက်လိုင်းကမရှိဘူးအဲ့ဒီလိုအခါမျိုးမှာခိုခဲမတ်ကိုအင်တာနက်မလိုဘဲနဲ့ offline နဲ့အသုံးပြုလို့ရမယ်နီလန်းကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီခိုခဲမတ်ထဲကိုဝင်လိုက်ပြီးရင်ဒီဖုန်းရဲ့အပေါ်တောင်တန်းလေးမှာရှိတဲ့ Gmail account profile icon လေးကိုနှိပ်လိုက်နောက်ပြီးတော့ဒီ offline map ဆိုတာလေးကိုနှိပ်လိုက်နောက်ပြီးတော့ /your_own map ဆိုတာလေးကိုနှိပ်ပြီးတော့ကို download ဆွဲခြင်းနဲ့ဒီ map ရဲ့ area အပိုင်းကိုသတ်မှတ်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီ offline နဲ့အသုံးပြုတဲ့အခါမှာလည်းကို download ဆွဲထားတဲ့ဒီ map ရဲ့ area အပိုင်းကိုပဲအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ map ရဲ့ area အပိုင်းကိုသတ်မှတ်ပေးပြီးသွားရင် download ဆိုတာလေးကိုနှိပ်လိုက်နောက်ပြီးတော့ download announce ဆိုတာလေးကိုနှိပ်လိုက်အခုဒီမှာဆိုလို့ရှိရင် download ဆွဲနေပြီဖြစ်ပါတယ်အချိန်ခဏတော့စောင့်ပေးရမယ်အခုဒီမှာဆိုလို့ရှိရင် download ဆွဲပြီးသွားပြီပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် expire October 7 2026 online update ဆိုပြီးတော့ပြထားတယ်သူကဘာကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ download ဆွဲထားတဲ့ offline map ကိုသူသတ်မှတ်ထားတဲ့အချိန်တွင်းမှာ update လုပ်ပြီးတော့အသုံးမပြုဘူးဆိုလို့ရှိရင်သူသတ်မှတ်ထားတဲ့အချိန်ကျော်ကနေဒီ online map ကိုကျွန်တော်တို့ကအသုံးပြုလို့ရတော့မှာမဟုတ်ပါဘူးဒီ expire date အရာဆိုလို့ရှိရင်ကျွန်တော်တို့ကကို download ဆွဲထားတဲ့အချိန်ကနေပြီးတော့ update မလုပ်ဘဲနဲ့တစ်နှစ်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့က offline map ဖြစ်တဲ့အတွက်ဒီအချိန်နဲ့မျှပြောင်းလဲနေတဲ့နေရာအနေအထားတွေအဆောက်အဦတွေနဲ့လမ်းအခြေအနေတွေကိုကျွန်တော်တို့ဒီ offline map မှာတွေ့ရမှာမဟုတ်ပါဘူးဒီကျွန်တော်တို့ဒီ download ဆွဲထားတော့ကဒီ map ရဲ့ပုံစံအတိုင်းကိုပဲကျွန်တော်တို့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်အဲကြောင့်ကိုကဒီ offline map ကိုဆက်ပြီးတော့အသုံးပြုဖို့လိုအပ်သေးရဆိုရင်တော့ update လုပ်ပြီးတော့အသုံးပြုပေးဖို့လိုအပ်ပါတယ်ဒီမှာဆိုရင် offline map ကိုအသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ကိုကတနည်းအောင်သွားတော့မယ်ဆိုလို့ရှိရင်အောင်နာလေးမှာရှိတဲ့ my location button ကိုနှိပ်လိုက်ဒီမှာဆိုလို့ရှိရင် blue dot လေးနဲ့ကိုယ့်ရဲ့အခုလက်ရှိ location ကိုပြပေးမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ကိုသွားခြင်းတဲ့နေရာကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်နောက်ပြီးတော့ start ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်တော့အခုလက်ရှိကိုယ့်ရဲ့ဒီနေရာနေပြီးတော့ကိုသွားခြင်းတဲ့နေရာကို offline map မှာလမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ Google ရဲ့ offline map ကမိတ်ဆွေတို့အတွက်အထောက်အကူဖြစ်ပြီးတော့အသုံးဝင်မယ်လို့ထင်ပါတယ်